အခုမြတ်စုပြောတဲ့အချက်တွေကဇက်ဖြစ်နေပြီဆိုရင်ဒါအာယုံကြောအရန်အားနေနေပြီဆိုတော့ကအခုမြတ်စုပြောတဲ့နားထောင်ပြီးတော့ကိုဖြစ်နေလားမဖြစ်နေလားဆိုတာစမ်းစစ်လို့ရတယ်ပေါ့နော်အဲ့တော့အာယုံကြောအားနေလားမနေလားသိချင်တယ်ဆိုဒီဗီဒီယိုကိုဆက်ပြီးတော့ကြည့်လို့ရပါတယ်ရှင်နံပါတ်1ကတော့ခြေလက်တွေအရန်တုံတာပေါ့အောက်ရမရှိဘဲနဲ့ခြေလက်တွေတုံနေတယ်နှလုံးခုန်တွေအရန်ကြီးမြန်နေတယ်နော်နှစ်ပတ်ဆက်တိုက်အဲ့လိုမပြောတဲ့ဝေဒနာကိုခံစားနေရတယ်ပြီးဆိုမနေ့တိုင်းဘာမှမလုပ်ရသေးဘူးမောပန်းနွမ်းနေတဲ့လူကအလိုလိုနဲ့ပေါ့နော်ကျတော့ခေါင်းကိုက်တယ်စကြောတွေတက်တယ်ဒါတွေဇက်တိုက်ကြီးဖြစ်နေပြီဟေးပေါ့နော်ကျတော့ stress တွေပြီးအရန်အောင်မစိတ်ပူပန်မှုတွေအရန်ကြီးများနေပြီဆိုဒါကအာယုံကြောအားနေတဲ့လက္ခဏာလေးပဲအဲ့တော့ဒီချက်တွေထဲမှာ၄ချက်လောက်ဖြစ်နေပြီဆိုဒါကိုအာယုံကြောအရန်အားနေနေပြီပေါ့နော်အဲ့တော့အာယုံကြောအားနေနေပြီဆိုရင်မပေါ်စားသင့်ဘူးတရက်အိမ်မပြောတာတွေအရန်ကြီးများတယ်ဆိုရင်ခေါင်းကိုက်စကြောတက်တဲ့အမြဲတမ်းဖြစ်နေတယ်ဆိုတော့ကိုယ့်ရဲ့တရက်တာလုပ်ငန်းဆောင်တာတွေမှာလည်းဒုက္ခရောက်တဲ့အဆင်မပြေတာတွေဖြစ်တယ်အဲ့ဒါပြီးကစိတ်တွေမကြည်ဘူးဆိုတော့ကိုယ်တွေအလုပ်လုပ်ရတဲ့နေရာမိသားစုတွေကအကုန်လုံးအဆင်မပြေတွေဖြစ်တယ်ပေါ့နော်ဆိုတော့ကအာယုံကြောကအားပြန်ဖြည့်ဖို့အတွက်ဂရုစိုက်ရမယ်အဲ့တော့အာယုံကြောအားပြန်ဖြည့်ဖို့အတွက်ဘယ်လိုတွေနေထိုင်ရမလဲဘယ်လိုတွေဆင်ခြင်ရမလဲဘာတွေစားတောက်ရမလဲဆိုတာမျိုးဆိုတော့နောက်ဗီဒီယိုမှာဆက်ပြီးတော့ပြပြပေးသွားမယ်နော်အဲ့တော့အာယုံကြောနဲ့ပတ်သက်ပြီးသိချင်တဲ့မေးခွန်းလေးရှိတယ်ဆိုရင်မေးကြလို့ရပါတယ်ရှင်တောက်တဲ့သူတော်တော်များများကခေါင်းနဲ့ကြည်ရဲစက်ကြောတက်တာတယ်ပေါ့နော်ပြီးတော့သူတို့တချို့ဆိုရင်ပေါ့ဒီအာရုံကြောအားနေပြီးခေါင်းမူးလာတယ်ဆိုတော်တော်လေးကိုတက်တာတယ်ညတွေအိပ်ပျော်တယ်ဆိုမျိုးစုစုထက်ပြီးမှာကြတာပေါ့နော်ဒီမှာဒါနှစ်ထုတ်တွဲဒီအကုန်လုံးကတစ်ခါမှပြီးသားလူကနောက်တစ်ခါထပ်မှာတာဒီတစ်ထုတ်လေးတွေကြတော့စမ်းတောက်ဖို့မှာတာပေါ့နော်အဲ့တော့ပြောချင်တာကတော့စမ်းတောက်ပြီးဆိုရင်တော့တကယ်ကိုအာရုံကြောဝေဒနာတကယ်တက်တာတယ်ဆိုတာတော့မျိုးစုကအာမခံတယ်နော်တောက်တဲ့သူတိုင်းကတော်တော်အဆင်ပြေကြတယ်ဆိုတော့ပေါ့နော်အဲ့တော့မျိုးစုစီကိုမှားချင်တယ်ဆိုမှားလို့ရပြီဒီနေ့ပစ္စည်းအသက်လေးထည့်ရောက်ထားတယ်ပေါ့နော်မှာလို့ရပါတယ်မမရေနော်စမ်းတောက်ချင်မှာလို့ရပါတယ်ရှင်ဒီမှာမြတ်စုကတော့ဒီနေ့ဒါပုံမဲ့အိမ်လေးတွေပေါ့နော်ဒီကအကုန်လုံးကတရက်စာပါရှင်အဲ့တော့အားပေးတဲ့သူတယောက်ချင်းစီလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနှစ်ပူးတွဲတွေကပထမတစ်ခါတောက်ပြီးတော့ဒုတိယတစ်ခါထပ်မှာတဲ့သူတွေပေါ့နော်